ဒါနဲ့ဆရာနာမည်ဘလို့မင်းမျိုးကဲဗျာရွှာငံသားရဲ့ဟာတာလေးတွေကိုဝီရစင်ပြန်လုပ်မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဟာတာလေးတွေကြည့်ပြီးရဲမောနိုင်ကြပါစေဗျာ ။ညာလူနာရေးကြီးအဲ့ကျွန်တော်ခိုင်းပေးမယ်ဆရာ။ရတယ်စစ်တော်ခိုင်းပေးမယ်။ ကိုဆရာကူလာခဲ့တဲ့လူကမနေဘူးလေ ဟာဆရာဒါနဲ့ဆရာနာမည်ဘလို့ မင်းမျိုး ဟာမင်းရော有人。ပြောမှာစိတ်မကောင်းစရာပဲဆရာအနည်း20အတွေ့အကြုံလေ့လာချက်အရာဒီလိုကတမရှိတော့ ဆရာဘာရှောက်ပြောနေလူနာအပေါ်မှာဒီကောင်ကငမူးနော်မူကြီးအိတ်နေတာဟောဟဲ့ထထ有人当然了，你来嘛。အမှုသမားလားလူ ဟွာလာအပေါ်မှာလားဆိုနောက်နေတာပါတော့ကူးလိုက်မယ်တော့ကူးလိုက်မယ်လား A few moments later. 哎呦我的妈！